တယောက်ယောက်ကကမ္ဘာအစင်းရဲဆုံးနိုင်ငံတစ်နိုင်ငံမှာစီးပွားရေးခွင့်လန်းတစ်ခုကိုဝတ်ထားတာကိုတိုက်တိုက်ဆိုင်ဆိုင်သိလိုက်ရတယ်။ဒီစင်းရဲတဲ့နိုင်ငံမှာကလေးတွေအားလုံးဖက်နှက်မစီးကြတာကိုတွေ့ရတဲ့သူဟာအမှတ်တစိတ်ပါတဲ့ဖက်နှက်ဆိုင်တစ်ဆိုင်ကိုဖွင့်လိုက်တယ်။အစတော့အရန်ရောင်းကောင်းမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့2 လကြာပြီးတဲ့နောက်မှာဖက်နှက်တရံတလေးတောင်မရောင်းရသေးဘူး။မိုက်ဟာအကျွေးယူပြီးအသက်ဆက်ရတော့မယ်။သူမြင်တာကအကျွေးဆိုင်တွေကရောင်းအားအရန်ကောင်းနေတယ်။အရေးကြစနစ်နဲ့ကားရောက်နေကြတယ်။ဒါကြောင့်သူဘောလုံးကွင်းထဲသွားပြီးသူ့ဆိုင်ကဖက်နှက်တွေကိုကွင်းထဲကကလေးတွေကိုဝေပေးလိုက်တယ်။တရက်ကို$ကျတင်ပြီး2 လအတွင်းအပြည့်အဝပေးချေနိုင်တယ်လို့ပြောတယ်။ဖက်နှက်ကိုအရန်လိုချင်နေတဲ့ကလေးတွေအားလုံးစီးကြည့်ကြတယ်။နားထောင်ပါပြီးရင်ပြန်ပြောပါ good choice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  ငါ good လို့ပြောရင်မင်းက choice လို့ပြော good choice ပြီးတော့စိတ်ထက်သန်စွာနဲ့ကစားကြတယ်။ပွဲပြီးတဲ့နောက်ကလေးတွေအားလုံးပတ်စံပေးချေကြတယ်။ပတ်စံရဖို့အတွက်သူတို့ဟာလမ်းပေါ်ထွက်ပြီးပစ္စည်းရောင်းတာတောင်းရမ်းတာဒါပေမဲ့မကြခင်ပဲဖက်နှက်တွေကိုမိုက်စီပြန်ပေးလိုက်ကြတယ်။ဘာလို့လဲဆိုတော့သူတို့မတက်နိုင်လို့ပါပဲ။ဒီအချိန်မှာဂျွန်ကသူ့မိသားစုရဲ့တစ်ခုတည်းသောချက်ကိုယူလာပြီးဖက်နှက်အတွက်ကုန်ကြတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုပေးလို့ရမလားလို့မေးတယ်။မိုက်ရဲ့မျက်လုံးတွေချက်ချင်းနေရဲသွားတယ်။ဒါကြောင့်ဒီကလေးတွေကိုကူညီဖို့သူ့လှုပ်ဝက်ဆုံးဖြတ်လိုက်တယ်။သူကတိုက်ရိုက်ကြီးညာလိုက်တာကဘောလုံးအတင်းတင်းဖွဲ့မယ်ဘောလုံးအတင်းနဲ့ပါဝင်သူတိုင်းဖက်နှက်လက်ကားရမယ်လို့ပြောတယ်။အားလုံးတက်ကြွစွာစည်ရင်ပေးသွင်းကြတယ်။ဒါပေမဲ့မိုက်ကကစားသမားတွေရွေးတဲ့အခါသူတို့ရဲ့ကျွမ်းကျင်မှုကိုဂရုမစိုက်ဘူး။အရက်ရှိတဲ့သူတွေပဲရွေးတယ်။မကြခင်သူတို့14ယောက်ပါတဲ့လူငယ်ဘောလုံးအတင်းတင်းဖွဲ့လိုက်တယ်။နောက်ရက်တွေမှာသူတို့ဟာမရက်မနာလေးကျင့်ကြတယ်။တနေ့မှာလူဆိုးတကောင်မိုက်စီချင်းချောက်ပြီးရောက်လာတယ်။သူ့ဘောလုံးအတင်းနဲ့ပွဲကစားဖို့မိုက်ကိုချင်းချောက်တယ်။သူကရှုံးရင်ဒီကွင်းကထွက်သွားရမယ်လို့ဆိုတယ်။မကြခင်ပွဲနေ့ရောက်လာတယ်။မိုက်ကတိထားမိတာကသူ့ရဲ့ပြိုင်ဘက်ကစားသမားတွေဟာကြွက်သားထူထူလူကြီးတွေဖြစ်နေတယ်။ဒါကမိုက်ကိုအရန်စိတ်မချမ်းသာစေဘူး။ဒါပေမဲ့သူဆက်ပြီးပြိုင်ဘက်တွေနဲ့ရင်ဆိုင်နေရတယ်။မိုက်အတင်းကလုံးဝရှုံးနေသွားတဲ့ဂိုးသမားတောင်ဂိုးဘောကိုဖမ်းဖို့မဝင်တော့ဘူး။မျောလင့်ထားသလိုပဲမိုက်ရှုံးနေသွားတယ်။ပြိုင်ဘက်အတင်းမှာကျွမ်းကျင်မှုအလွန်ကောင်းတဲ့ကစားသမားငယ်လေးတစ်ယောက်ကမိုက်ရဲ့အာယုံကိုဆွဲဆောင်လိုက်တယ်။ပွဲပြီးသွားတဲ့နောက်သူဟာထောင်ရဲ့အိမ်ကိုသွားပြီးထောင်ကိုသူ့အတင်းထဲပါဖို့ခေါ်တယ်။ဒါရဲ့အကူကတော့အဲ့ဒီလူဆိုးကြီးဖြစ်နေတယ်။အတားအဆီးတွေကြားထဲမှာမိုက်ကထောင်ကိုပရိုကစားသမားတစ်ယောက်ဖြစ်အောင်လေ့ကျင့်ပေးမယ်လို့ကတိပေးလိုက်ရတယ်။ဒီစင်းရဲတဲ့နိုင်ငံအတွက်ကတော့ပရိုကစားသမားဖြစ်ဖို့ဆိုတာမရေမတွက်နိုင်တဲ့လူငယ်တွေရဲ့အိမ်မက်ပါပဲ။နောက်တစ်နေ့မှာထောင်ကမိုက်စီလာပြီးအတင်းထဲပါချင်တယ်လို့ပြောတယ်။အဲ့ဒီပွဲရှုံးပြီးကလေးကသူတို့ပင်လယ်ကမ်းခြေမှာပဲဘောလုံးကန်နေရတယ်။မိုက်ကသူတို့အတွက်တင်းကျပ်တဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုကိုရေးဆွဲပေးတယ်။မကြခင်မှာပဲမိုက်ကလူဆိုးကြီးစီထက်သွားတယ်။ရက်ပေါင်း30အတွင်းမှာနောက်ထပ်ပွဲတစ်ပွဲထပ်ကစားဖို့တောင်းဆိုတယ်။ဒီတစ်ချိန်ကတော့ဝက်3ကောင်ကိုအလောင်းစားထားတယ်။လူဆိုးကြီးကလည်းလက်ခံလိုက်တယ်။လေ့ကျင့်နေစဉ်အတွင်းမှာအာဟာရချို့တဲ့နေတဲ့ဂျွန်ဟာရုတ်တရက်တတိလစ်သွားတယ်။အကယ်၍မကူတာရင်မျက်စိကွယ်တဲ့အထိဖြစ်နိုင်တယ်။မိုက်ကချက်ချင်းပဲကိုရီးယားကသူ့တငယ်ချင်းတွေကိုဆက်သွယ်ပြီးအာဟာရဖြည့်ဆွတ်စာတွေမှာယူလိုက်တယ်။ပွဲမစခင်မှာတောင်အရှုပ်ထွေးတွေကအရှိန်မြင့်လာနေတယ်။ဒါကြောင့်သူတို့အသင်းကိုဖျက်သိမ်းလိုက်ရတယ်။ဒါပေမဲ့ဂျောင်ကသူ့ရဲ့ဘောလုံးအိမ်မက်ကိုမစွန့်လွတ်ချင်ဘူး။ဒါကြောင့်သူဟာအသင်းဖော်တယောက်ချင်းစီကိုရှာဖွေဖို့တကားတစ်ချက်ချင်းသွားခောက်တယ်။သူတို့ဟာပျက်စီးနေတဲ့လမ်းတွေကတဆင့်မိုက်ရဲ့အိမ်ကိုရှောက်လာကြတယ်။မိုက်ကတကားဖွင့်လိုက်တဲ့အခါအသင်းသားအားလုံးတကားဝမှာရက်နေတာကိုတွေးလိုက်ရတယ်။ဒီကလေးတွေရဲ့ဘောလုံးကိုချစ်မြတ်နိုးတဲ့စိတ်ဟာသူ့မျှော်မှန်းထားတာထက်ကိုပိုနေတယ်။လေ့ကျင့်ခန်းတိုင်းမှာဂျောင်ကသူ့ညီမကိုခေါ်လာပြီးအနားကကြည့်နေတယ်။သူ့ကိုအရင်ရွေးချယ်ရေးမှာမိုက်ကထုတ်ပယ်လိုက်တယ်။ဘာလို့လဲဆိုတော့သူငယ်ငယ်လေးဖြစ်နေလို့ပါ။ဒီလိုဆွဲရှိတဲ့ကလေးကိုမြင်တော့မိုက်ကနောက်ဆုံးသူ့ကိုအသင်းထဲပါခွင့်ပေးဖို့သဘောတူလိုက်တယ်။မကြခင်ပွဲစားဖို့အချိန်ရောက်လာတယ်။ဒါပေမဲ့နောက်ထပ်မတော်တဆမှုတစ်ခုဖြစ်သွားတယ်